ကျွန်တော်နာမည် Stephen စိုင်းကြလို့ခေါ်ပါတယ်လက်ရှိ Acumen International College မှာ Head of Business and Humanity တာဝန်အနေနဲ့ထမ်းဆောင်နေပါတယ်ကျွန်တော်အနေနဲ့ NCUK နဲ့ OSC ကျောင်းသူကျောင်းသားတွေကို Business and Management ဘာသာရပ်တွေကိုသင်ကြားပေးနေပါတယ်ပြောမယ်ဆိုရင်ပေါ့နော် Accompaniment ဆိုတဲ့အတူတူသွားခြင်း Coaching Mentoring ဆိုတဲ့လမ်းညွှန်နည်းပြအနေနဲ့ပဲကျွန်တော်အနေနဲ့ခံယူလိုပါတယ်အဲ့လိုနည်းနဲ့ပဲကျွန်တော်ကူညီပေးနေပါတယ်တောင်းကြပါတယ်ဆရာမတိုင်းကကြတော့ကျွန်တော်တင်ပုံတင်နည်းကတော့သူညီမှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အနေနဲ့ကကြတော့ theory action reflection ဆိုတဲ့နေရာမှာလက်တွေ့ကျွန်တော်ပြန်လဲသုံးသပ်တဲ့အခြေခံပုံမူတည်မှကျောင်းသူကျောင်းသားတွေကူညီပေးနေရပါပေါ့နော်ဒါပေမဲ့လည်းကျောင်းသူကျောင်းသားတွေရဲ့လိုအပ်ချက်ပုံမူတည်မှကျွန်တော်ရဲ့တင်ပုံတင်နည်းတွေကိုကျွန်တော်ပြန်လဲမှချိန်ဆရတာပေါ့နော် adjust လုပ်ရတာပေါ့ဥပမာအဖြစ်ကျွန်တော်တို့ NCUK မှာတွားတဲ့ကျောင်းသူကျောင်းသားတွေဆိုရင်ဒီကမန်တိုင်းစံပုံမူတည်မှကျွန်တော်တို့ပြန်လဲသူတို့ရဲ့တင်ကြားတဲ့ဟာကိုကျွန်တော်တုံးတက်ရအမှအဖြစ် NCUK မှာဆိုရင် knowledge and understanding analysis application နဲ့ evaluation ဒီမာနလေးခုကိုအခြေခံမှတောင်းတောင်းလာကျွန်တော်ကကူညီပေးခြင်းအပြင်တို့လိုအပ်တဲ့အမှတ်တွေကိုကောင်းကောင်းရရှိမှာဖြစ်ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးမှကျွန်တော်အနေနဲ့လည်း monthly test တွေ quiz case study တွေပုံမှန်လုပ်နေပါတော့เนาะကျောင်းသားတွေအမှတ်ကောင်းကောင်းရပြီးမှပေါ့နော်နိုင်ငံခြားသူတို့တက်လို့တဲ့တက်လို့တွေမှာကောင်းကောင်းမွန်မွန်နဲ့ဝင်ရောက်ဖို့ကတော့သူတို့ရဲ့ဆန္ဒလည်းဖြစ်တယ်ကျွန်တော်ရဲ့ဆန္ဒလည်းဖြစ်တယ်အဲ့လိုသွားနိုင်ကြအပြင်ကျွန်တော်ထက်တလားနဲ့မိဘတွေရဲ့ဆန္ဒကိုလည်းဖြည့်ဆည်းပေးလို့ကျွန်တော်လည်းယုံကြည်ပါတယ်ဆရာတယောက်နဲ့လည်းကျွန်တော်တတ်နိုင်ဆုံးသွားနိုင်ဖို့ကျွန်တော်ညီကူညီပေးနေပါပေါ့နော်ကျွန်တော်သင်ကြားတဲ့ကာလတစ်လျှောက်လုံးမှာသူကြောင့်ကျွန်တော် requirement တစ်ခုဘာလုပ်လဲဆိုတော့ကျောင်းသားတွေကို weekly monthly writing reflection လုပ်ခိုင်းလေးရှိပါတယ်ဒါလုပ်ရတဲ့ရည်ရွယ်ချက်ကလည်းကျောင်းသားတွေအနေနဲ့ဒီအရေးပိုင်းမှာကောင်းလာအောင်တွေးခေါ်မှုမှာပိုကောင်းလာအောင်ဒီအရေးချင်းတို့ကျွန်တော်တို့ကပုံမှန်မြင့်တင်စေကျွန်တော်ကျောင်းသားတွေလုပ်ခိုင်းတာဖြစ်ပါတယ်ဒီအရေးချင်းတွေကလည်းနောက်ပိုင်းလုပ်ငန်းခွင်မှာတကယ်ပဲအထောက်အကူပြုလာမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ် EIC မှာရောက်လာတဲ့ကျောင်းသားတွေကျွန်တော်တို့ပြန်လဲသုံးသပ်တဲ့အချိန်မှာဘာသွားသတိထားမိလဲဆိုတော့တော်များကအရင်တော့ IG O level တို့ A level ကနေလာတဲ့အတွက်ကြောင့်မလို့တကယ်ပဲဒီ NCUK နဲ့သူအဝင်ခွင့်ကြဖြစ်တာပေါ့နော်တကယ်လဲတော်ပါတယ်ကျွန်တော်သင်ကြားပေးလိုက်တဲ့ကျောင်းသားတွေတော်တော်များများပေါ့နော်80 to 90% က A နဲ့ A star ကိုရရှိသွားတဲ့ကျောင်းသားတွေရှိပါတယ်။ဒီကျောင်းသားတွေကလည်း NCUK ကချမှတ်ထားပေးတဲ့ requirement တွေရှိတယ်။အဲ requirement တွေကကျွန်တော်တို့ group presentation တို့ case study analysis တို့ project တို့ group work တို့ money test တွေမှာ performance တွေတော်ကောင်းတယ်တို့ကျွန်တော် paper assessment တွေရှိတယ်။ဒီနေရာတွေမှာတို့ကောင်းတဲ့အတွက်ကြောင့်မို့လို့ A နဲ့ A star ရရှိတောင်းမှရှိတယ်။အဲ့လိုပြောလိုက်မယ်ဆိုရင်လည်းသူအခြေခံကောင်းတာလည်းရှိမှာပေါ့နော် scholarship ဆိုတဲ့ဒီပညာရေးထောက်ပံ့မှုနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အခြေခံတစ်ခုပုံမူတည်ပြီးမှရရှိနိုင်ပါတယ်ပထမဆုံးတစ်ခုက academic performance ပေါ့နော်အဲ့ဒါ80%ရှိဝရှိရမယ်ကျောင်းသားတွေကသူတို့သင်ကြားနေတဲ့ဘာသာရပ်တိုင်းမှာအမှတ်ကိုများများရနိုင်ဖို့အတမရည်ကြီးပါတယ်ဒီရတစ်ခုကကျတော့ကျွန်တော် personal statement တို့ recommendation letter တို့ဒါတွေကိုအခြေခံမှကျွန်တော်တို့စုခုရရှိနိုင်မှာဖြစ်ပါတယ် NCUK Batch 1 International Year 1ကျောင်းသားတွေထဲမှာမမရကျောင်းတော်မြောက်ကိုကျွန်တော်ပါတိထားမိရပါတော့အဲ့ဒါရုံးဝေဖူးနဲ့မော်နီကာညနေချီကျော်ကျွန်တော်မော်နီကာညနေချီကျော်ပြန်ကြည့်လိုက်မယ်ဆိုရင်ပေါ့နော်သူအနေနဲ့ academic performance မှာတော်လေးကောင်းတယ်အဲ့ဒါတင်မကဘူးတခြားတော့ဒီ leadership တို့ skill မှာသူလုံးဝ demonstrate လုပ်နိုင်တယ်နောက်တစ်ခုကသူက organizational skill မှာလည်းတော်လေးကောင်းတာပေါ့နော်ဒီကျောင်းသူဟာဆိုရင်လက်ရှိမှာ high ranking ဖြစ်တဲ့ Bristol University မှာသူပညာသင်နေတာဖြစ်ပါတယ်။ Batch 1လည်းဖြစ်တဲ့အတွက်ကျွန်တော်လုံးဝသူ့ကိုသတိထားနေတယ်။နောက်တစ်ယောက်ကကျတော့ရုံးဝေဖူးပေါ့နော်။ရုံးဝေဖူးကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါကျရင်သူကလည်းတကယ်ပဲ academic performance မှာတကယ်ပဲကောင်းပါတယ်။နောက်တစ်ခုကကျတော့သူ့အနေနဲ့ဒီ leadership skill တို့ organizational management တို့ထူးထူးခြားခြားအနေနဲ့ကျတော့ intercultural competence မှာသူတော်လေးကောင်းတယ်။သူကဒီအဖွဲ့အစည်းတွေမှာလူတွေနဲ့ဘယ်လိုဆက်ဆံစကားပြောဆိုရမယ်ပိုင်းမှာပေါ့နော်သူတကယ်ပဲသူချားတော့ပြသနိုင်တယ်သူအနေနဲ့ဆိုရင်အခု Ashton တက္ကသိုလ်မှာကျောင်းတက်နေပြီးမှကျွန်တော်မမီရဲ့လောက်ရောက်ဆိုရင်သူကပေါင်12000နဲ့မှ950ရရှိသွားပါတယ် scholarship အနေနဲ့ပေါ့နော်ဟုတ်ကဲ့နောက်တစ်ပတ်ဆိုလို့ရှိရင်ကျွန်တော်တို့က NCUK International Foundation Year မှာပေါ့နော်ကျောင်းသူ3ယောက်ကိုကျွန်တော်ပြန်လဲမှသွားသတိထားမိပါတယ်ပထမအဆုံးကကျတော့ HMP ပေါ့နော် HMP ဟာဆိုလို့ရင်လက်ရှိအခြေအနေမှာ City University London မှာ
သူ scholarship 90ရာခိုင်နှုန်းကိုရရှိမှကျောင်းတက်နေပါတယ်သူရရှိသွားတဲ့ scholarship ကကြတော့ President International Award ဖြစ်ပါတယ် HMP ဟာဆိုလို့ရှိရင်ပေါ့နော် academic performance မှာတာလည်းမဟုတ်ဘဲနဲ့တခြားတော့ရည်ကြီးတဲ့ကဏ္ဍတွေဖြစ်တဲ့ဒီ leadership skill တို့ organizational skill တို့မှာလည်းသူကတကယ်ပဲပြသနိုင်တဲ့အကြောင်းတွေလည်းဖြစ်ပါတယ်ပြီးရင်သူကိုယ်တိုင်လည်းဥဆောင်တယ်သူကိုယ်တိုင်လည်းလုပ်တဲ့အကြောင်းတွေလည်းဖြစ်တာပေါ့နော်ဒါကိုကျွန်တော်သွားမှသိထားမိတဲ့ HMP ကိုကျွန်တော်သုံးသပ်မယ်ဆိုရင်ပေါ့area ဆိုရင်လည်းပဲလက်ရှိမှာ University Center မှာ3နှစ်စာ scholarship ကိုရရှိမှတောင်းတနေတာဖြစ်ပါတယ်ဒါအပြင်သူအနေနဲ့ဒီ NCUK ရဲ့ brand ambassador ကိုသူကရရှိပြီးမှခြားတော့ activity မှာသူကဥဆောင်နေမှလှုပ်ရှားနေတာဖြစ်ပါတယ်သူအနေနဲ့လည်းတကယ်ပဲစူးစမ်းတဲ့အကြောင်းတွေပြောပြပါတယ်မမကြီးကတော့ area အနေနဲ့တခုခုမရှင်းလို့ဆိုရင်ချက်ချင်းပဲကျွန်တော်လာမေးတာမျိုးရှိပါတယ်ဒါကိုကြည့်ကြအပြင်ဆရာနဲ့အကြောင်းတွေကြားမှာကျွန်တော်လုံးဝပြောမယ်ပြောင်းနေတော့သိနေရပါတော့အကြောင်းတွေကိုလည်းကျွန်တော်ဖြည့်ဆည်းပေးလို့ရမယ်ဒီလိုတက်နေရမှာပေါ့နော်ဆိုတော့overall ပြန်သုံးသပ်မယ်ဆိုရင် area ဒီလုံးဝတကယ်ပဲလေးလာလိုချင်တဲ့စိတ်ရှိတဲ့အကြောင်းတွေပြောပြပါတယ်တကယ်ပဲသူ persistent ရှိရပါတော့ Veronica ရှုပ်စင်အောင်တက်ပါတော့ရှုပ်စင်အောင်ဆိုလို့ရှိရင်သူက academic ရောဒီအခြားရောအရေးကြီးတဲ့ကဏ္ဍပိုင်းမှာသူက balance ဖြစ်တယ်ပေါ့နော်ဆိုတော့ရှုပ်စင်အောင်က communication skill တော်ကောင်းတယ်ဒီမှာ attractive power ရှိတယ်ဒီမှာ energy ရှိတယ်ဒီမှာဒီ happy vibe ရှိတယ်သူလာပြီးဆိုလူတွေကသူရှိလာစုတာပေါ့နော်ဆိုတော့ဘာကြောင့်ဒါကိုကျွန်တော်ပြောလဲဆိုတော့ ASC ထဲမှာ academic ကြီးပဲလဲကျွန်တော်ပြောမယ်မကောက်တခြားတော့ဒီလိုအပ်တဲ့တခြားတော့ skill တွေလည်းလိုအပ်တယ်ပေါ့နော် personal skill တွေလည်းရည်ကြီးရဆိုကြအောင်ပြောချင်ပါတယ်ဆိုတော့ရွှေဖြူစင်အောင်ဆိုရင်လက်ရှိမှာ State University London မှာသူ marketing communication ကိုတက်ရောက်နေပါတယ် Veronica ကထူးထူးခြားခြား organizational skill ရှိလို့ကျွန်တော်နဲ့ပြန်လည်သုံးသပ်မိရပါတော့မမရရဆိုရင်2024ကျွန်တော်တို့မေလမှာ ASC ရဲ့ prom night ကိုကျွန်တော် event တစ်ခုနေလုပ်ကြတယ်အဲ့ဒီ event ကဘယ်လောက်ထိတော့မှvibrant ဖြစ်သွားလဲဘယ်လောက်ထိတော့မှ people ဖြစ်သွားတဲ့ event လဲဆိုတော့သူ့ရဲ့ဥဆောင်မှုနဲ့ဇာတ်လူတွေရဲ့ပတ်ဝန်း collaborative effort ကြောင့်လို့ကျွန်တော်မြင်ပါတယ်တကယ်ပဲပြောပြရတယ်ပေါ့နော်ဆိုတော့ဒါသူ့ရဲ့ event လို့တော့မှကျွန်တော်ပြောကြတယ်ဆိုတော့ဒီလိုမျိုး skill တွေက theory ပဲမဟုတ်တော့ဘူးလက်တွေ့မှာလည်းလိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်ဒါတွေနောက်ပိုင်းမှာဆိုပို့မှတော့မှအရေးကြီးတဲ့အနေနဲ့ကျွန်တော်သုံးသပ်လို့ရတာပေါ့နော်လုပ်ငန်းခွင်ရောက်လာတဲ့အခါကျရင်လက်ရှိ AIC မှာတက်နေတဲ့အကြောင်းသူကြောင့်တွေနဲ့အတူနောင်လာမဲ့တောင်းကြောင်းသားတွေကိုပဲကျွန်တော်က message ပေးချင်လဲဆိုတော့ကိုကဘယ်နိုင်ငံကိုသွားမှာလဲဘယ်တက်ကိုကိုကသွားချင်လဲဆိုတဲ့ဟာကိုအဓိကရွေးချက်ထားပြီးမှ goal setting နဲ့ကျွန်တော်ချခိုင်းစေချင်ပါတယ်ဆိုတော့အဲ့ဒါပထမအဆုံးပေါ့နော်ဆိုတော့အဲ့ဒါပြီးသွားပြီဆိုရင်ဒုတိယပိုင်းအနေနဲ့ကိုက design academic မှာ performance တွေနဲ့ကောင်းပြနိုင်ဖို့လိုရတယ်ဘာလို့ဆိုကိုက scholarship နဲ့အခြေခံမှနိုင်ငံခြားအကြောင်းတက်တော့မယ်ဆိုရင်ဒီ academic က performance ကကျွန်တော်ခဏပြောတဲ့အတိုင်းပဲ80ရာခိုင်နှုန်းအိုက်ပေါ်မူတည်လို့ကြောင့်မို့လို့ဒါကိုပဲဒီစမ်းမှာလောက်ခိုင်းစေချင်တာပေါ့နော်ဆိုတော့ကိုတင်ယူတဲ့ကာလတစ်လျှောက်လုံးမှာလဲကိုယ့်ရဲ့ဆရာမနဲ့အများရန် interaction ရှိဖို့ပြီးရင် listening ability အမှန်တမ်းအရေးကြီးပါတယ်ပထမဆုံးရက်မှာဆရာမတွေက syllabus ဆိုတဲ့ဒီကိုဘာတင်မယ်ဆိုတဲ့ဟာကိုဆရာမတွေကပေးထားပြီးသားဘယ်အချိန်မှာစာမေးပွဲရှင်းမယ်ဘယ်အချိန်မှာ assignment ရှင်းမယ်ဆိုတဲ့ဟာကိုကျွန်တော်ကပေးထားပြီးသားဆိုတော့အဲ့ဒါလေးကိုပုံမှန်အချိန်မီပေါ့နော်လုံနိုင်ဖို့ကအမှန်တမ်းအရေးကြီးပါတယ်။ဇာတ်နဲ့အရာတွေကလည်းအရေးမကြီးလားဆိုတော့အရေးကြီးပါတယ်။မှတ်ထားလိုက်ပါခဏကျွန်တော်ပြောတဲ့ဒီ extracurricular activity leadership skill တို့ဒါတွေကလည်းတကယ်အရေးကြီးပါတယ်။အခုသင်တဲ့ကာလတိုအတွင်းမှာကျောင်းသားတွေဆိုရင်ကျွန်တော်မထင်မှတ်တဲ့ထားလိုက်နေရှိရလုံးဝကတတ်တယ်ကျွန်တော်တကယ်talented individual လို့ပြောတယ် Christmas event တွေမှာဆိုရင်ကျောင်းသားတွေပဲဥဆောင်သွားတာဒါတွေအရေးကြီးပါတယ် organizational skill နဲ့လည်းကြည့်မယ်ဆိုရင်ပေါ့နော်ဒါပေမဲ့ခဏကျွန်တော်ပြောတဲ့အတိုင်းပဲ academic တွေ80ခန့်တော့ဖြစ်တဲ့အတွက်ကြောင့်မို့ကိုကဒီဘကိုတွားမှာကျောင်းတက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ academic မှာအမှန်တမ်းအရေးကြီးပါတယ်အဲ့ဒါကိုdesign မှာလောက်ခိုင်းစေချင်ပါတယ်အဲကြောင့်ကျောင်းသားတွေကိုအားပေးချင်တာကြတော့ goal setting ထားပါကိုတွားချင်တဲ့မန်တိုင်းကို design မှာထားမှလုပ်ပါလို့အားပေးချင်ပါတယ်ပြောချင်ပါတယ်